လူတယောက်ကိုချင်းမြညှောက်စားဖို့အတွက်နောက်တစ်ယောက်ကိုနှိမ့်ချစော်ကားလိုက်เสียမလို့ဘူးပြီးရဲရဲစစိုင်းနေပြောနေပြီဆိုပိုးရောင်းဆိုသေးအဖက်ကိုလှုပ်เสียမလို့တော့တာပေါ်နေပြီလေစားတစ်ချောင်းဖက်လိုက်လို့ရှင်အနောက်မှာဥပနခွေရှိလဲဆိုတာသိနေမှာတော့သူများလာပြီးနေတဲ့အကုသို့အမဘာလို့ယူမှာလဲဝေဖန်ပိုင်းစားသုံးသက်တယ်ဆိုတဲ့နေရာမှာချစ်ချင်းမုန်းချင်းလုံးဝမပါရဘူးဘန်းလိုက်မှုလုံးဝမရှိရဘူးအရှိကိုအရှိတိုင်းကြည့်ပြီးတော့ညံနဲ့သုံးသက်ပြီးတော့လုပ်ပါလားဘယ်ပါတီကိုမဲထည့်မလဲဆိုတော့မိကွန်းကမမေးအပ်တဲ့မိကွန်းဖြစ်ပါတယ်ကိုသူများကိုပက်ပက်ဆက်ဆက်ပြောလိုက်မယ့်စကားတွေကိုမှန်ထဲမှာကြည့်ကိုမျက်လုံးလေးကိုတက်တက်ကြည့်ပြီးတော့ကိုအဲ့ဒါကြီးပြန်ပြောကြည့်ကိုခံနိုင်မလားဆိုတာခံနိုင်လားမခံနိုင်ဘူးလေဟုတ်တယ်မလားခံနိုင်မပြောနဲ့ပေါ့စိတ်ကောင်းထားရတယ်စိတ်ထားကောင်းတာကိုပြောတာမဟုတ်ဘူးเนาะစိတ်ကောင်းထားရတယ် negative တွေအနှုတ်လက္ခဏာတွေအကုသိုလ်တွေအမင်္ဂလာတွေအမနာပပြောတာတွေသူများကိုမနာလိုတာတွေမောင်ပြောင်တရောပုတ်ခတ်တိုက်ခိုက်ဝေဖန်ချင်တာတွေအဲ့ဒါတွေရှောင်ရတယ်အဲ့တော့မဖြစ်လို့မနစ်သက်တဲ့ fan တွေတော့ရောဒါခြေနဲ့မယ်ဆိုတဲ့စကားလုံးလို့ကျွန်တော်ထင်ပါလေဒီအဲ့မှာမဖီကိုခုနကတုံးလိုက်တာချစ်တဲ့ပရိသတ်တွေရောမချစ်တဲ့ပရိသတ်မချစ်ဘူးဆိုကြတဲ့ fan မဟုတ်ဘူးဟုတ်ကဲ့ fan fan is equal to ပရိသတ် is equal to ချစ်ခင်အားပေးနှစ်သက်တော်သူများလို့အဓိပ္ပာယ်တက်ရောက်တယ်အဲ့ဒီ fan ရဲ့အရှိမမချစ်တော်ဆိုတဲ့စကားကိုထည့်လို့မရအောင်မချစ်တဲ့ fan ဆိုပြီးတော့ဘယ်လိုခေါ်မလဲ fan ဆိုတဲ့ပရိသတ်ခေါင်းစဉ်အောက်မှာလာပြီးတော့တရေဘောကြောင်ဝင်ခိုလုံခွင့်မရှိဘူးမကြိုက်ဖဲနဲ့အခက်ခဲဆိုတာအလုပ်လုပ်တဲ့ဒီပိုင်းမှာရှိတယ်အဲ့ဒါ drama ခင်းနေစရာမလိုဘူးအဲ့လိုပဲခံယူထားတယ်အလုံးမလုံးတဲ့သူကဘာအခက်ခဲမှမရှိဘူးဘာအခက်ခဲမှမတွေ့ဘူးဆိုလို့ရှိရင်အဲ့လိုအလုံးမလုံးမနေလို့ပဲအရေးကြီးတာကကိုလုံးတဲ့အလုပ်ပေါ်မှာလေနောက်တစ်ခုကစေတနာမှန်ဖို့တော့လိုတယ်ရိုးသားဖို့တော့လိုတယ်လူဆိုတာလေကိုကုသိုလ်နဲ့ကိုလာတယ်ကိုအကုသိုလ်နဲ့ကိုသွားတယ်